ဈေးရမ်းကြီးတဲ့ဒူဘိုင်းချောကလက်ထဲမှာဘာတွေပါတယ်လဲတစ်ခုကို10ကနေ25 ဒေါ်လာထိတန်ကြေးရှိပါတယ်။အရေးသွေးအမြင့်ဆုံးချောကလက်နဲ့စားလို့ရတဲ့ရွှေပြားတို့နဲ့ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ပေးရတဲ့ဈေးနဲ့တန်မတန်ဆိုတာတော့ခုပဲကြည့်လိုက်ရအောင်။စဖိုမူကတော့တကြားမြင့်လေးတွေကိုအသုံးပြုပါတယ်။အပိုင်းသေးသေးလေးတွေဖြစ်ပါတယ်ထို့နောက်အပူပေးထားတဲ့ထောပတ်ထဲပါတယ်။ထောပတ်နဲ့တကြားမြင့်တွေရောသွားတဲ့အထိတမတ်အောင်မွေပါတယ်။အကင်ပန်းပေါ်ညီညီညာညာဖြန့်ခင်းပါတယ်။ကင်းတို့ကိုရွှေအိုရောင်တန်းပြီးကျွတ်ရလာတဲ့အထိကင်းလိုက်ပါတယ်။ထို့နောက်အပြင်ထုတ်ကနှက်ဆက်အောင်မွေပြီးတခါပြန်กินပါတယ်။တကြားမြင်လေးတွေဟာပိုပြီးကျွတ်ရလာကအယောင်စင်းပိုလာပတ်လာပါတယ်။မူရင်းပါရှားဒေတာထွက်အစိမ်းရင်ရောင်တစ်တာရှိအိုအစိဆန်နဲ့ပြုလုပ်ထားတဲ့တစ်တာရှိအိုခရင်နဲ့ချောကလက်ဖြူရောဖုတ်ထားတဲ့အနှစ်ကိုကျွတ်ရတဲ့တကြားမြင်တွေနဲ့ရောလိုက်ပါတယ်။ရရှိလာတဲ့အနှစ်ကိုချောကလက်ပြားအလယ်မှာထည့်ဖို့ဖြစ်ပါတယ်။ထို့နောက်ချောကလက်အရည်တွေကိုပုံစံခွက်ထဲလောင်းထည့်ပါတယ်။ဒီချောကလက်အရည်တွေဟာအရည်မြင့်ကိုစီများနဲ့ပြုလုပ်ထားခြင်းဖြစ်ပါတယ်။အခါနဲ့အချိုရတာကိုအချိုးညီမျှစွာပေါင်းဆက်ထားလို့ခါးစိမ့်နဲ့ချောကလက်ရတာကိုခံစားရရှိစေမှာပါချောကလက်ရည်တွေကိုအေးခန်းထဲထည့်ပြီးမှလာတဲ့အခါအလဲမှာတစ်တာရှိအိုခရင်ထည့်လိုက်ပါတယ်အပေါ်ကနောက်ချောကလက်တစ်ထပ်ထည့်ပြီးအနှစ်တွေကိုဖုံးလိုက်ပါတယ်3နာရီခန့်အေးခံပြီးနောက်မှာတော့အပြင်ထုတ်ကရွှေမုံလေးတွေတုပ်လိမ့်ပါတယ်အစစ်အဆန်နဲ့တကြားမြင့်လေးတွေရဲ့ကျွရောက်မှုနဲ့ချောကလက်ရဲ့ခါးစိမ့်နဲ့အရသာဟာပြည့်စုံကြွယ်ဝတဲ့အရသာကိုပေးစွမ်းနိုင်မှာပါဆွဲမဖွဲကောင်းတဲ့အသွင်ပြင်ဟာခန်းသားကြီးကျယ်မှုကိုထုတ်ဖော်ပြသနေတယ်လို့ပါပဲတင်ရောဒူဘိုင်းချောကလက်စားဖို့ပါသလား